ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ grow run ရဲ့ပြီးသလောက်အခြေအနေ pep 2လေးကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်မှတ်တမ်းအရာရောကျွန်တော် memory အရာရောကျွန်တော် save ထားခြင်းတဲ့သဘောလေးနဲ့ကျွန်တော်ရိုက်ထားတာဖြစ်ပါတယ်အစပိုင်းမှာတော့ကျွန်တော်တို့က grow run A နဲ့ B ကိုပဲအရင်စမှာဖြစ်တဲ့အတွက် system တွေအကုန်လုံးကိုတော့ A နဲ့ B ကိုပဲအရင်ဆုံး installation လုပ်ထားတယ်ပေါ့ဗျာဒါကတော့ grow A ပေါ့ဗျာဒီ grow A မှာအခုလက်ရှိကတော့ကျွန်တော်တို့ tray တွေအကုန်လုံး installation လုပ်ပြီးပြီ tray တွေအကုန်လုံးကိုကျွန်တော်တို့လိုလှည့်လို့ရတယ်ဟိုဘက်ဒီဘက်လိုချိန်လို့ရတယ်ကျွန်တော်တို့မူရေးပဲဟာလေးတွေတက်ထားတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အပင်တွေကြားထဲမှာ trimming လုပ်တဲ့ခါကြလို့ရှိရင်လူတယောက်စာအလွယ်တကူဝင်လို့ရအောင်လို့ပေါ့ဗျာကျွန်တော်ဒီဘက်မှာဆိုလို့ရှိရင် nutrient ဖြော်ပြီးသားတွေကို auto လောင်းမှုအတွက် pipeline တွေအကုန်လုံးကျွန်တော်တို့ဆင်ပြီးသား ready ပဲဗျာဒီ pipeline ဆိုလို့ရှိရင်ဒီကောင်ဆိုလို့ရှိရင် sensor ပေါ့ sensor ဆိုတော့ကျွန်တော်တို့ဘယ်ချိန်မှာရှိဘယ်လိုလောင်းမယ်ဘယ်ချိန်မှာရှိပိတ်မယ်ဆိုတာကို auto ထိန်းချုပ်လို့ရအောင်ကျွန်တော် sensor တက်ထားတာဖြစ်ပါတယ်အဲ့တော့လွယ်လွယ်ကူကူပဲဗျာခလုတ်တစ်ချက်နှိပ်တာနဲ့အကုန်လုံးက auto system နဲ့ပဲသွားမှာဖြစ်ပါတယ်ခုနပြောထားတဲ့ system တွေ sensor တွေအကုန်လုံးကိုကျွန်တော်တို့ဒီ growling ကနေတော့မှထိန်းချုပ်မှဖြစ်ပြီးတော့မှဖုန်းတွေ tablet တွေကနေတော့မှအလွယ်တကူကြည့်ပြီးတော့မှ analysis လုပ်ရုံပဲဗျာလိုအပ်တာကိုကျွန်တော်ဖုန်းကနေအဝေးကနေတော့မှထိန်းချုပ်ရုံပဲဒီကောင်ကတော့ CO2 sensor အတွက်CO2 ကတော့ကျွန်တော်တို့က sensor ကတော့ရပြီကျွန်တော် O တွေကတော့ထပ်ဝယ်ဖို့လိုဦးမယ်ခင်ဗျာဒီဘက်အခန်းဆိုလို့ရှိရင်လည်းတူတူပါပဲဒီဘက်အခန်းနှစ်ခန်းလုံးရဲ့ system တွေအကုန်လုံးကတော့ကျွန်တော်တို့ကတူတူပဲအပင်အရေးအတွက်ကော system ရောအကုန်တူတူပဲလုပ်ထားတာဖြစ်ပါတယ်ကျွန်တော်အပေါ်ဘက်ပိုင်းမှာဆိုလို့ရှိရင်လည်း grow နှခမ်းကိုလာတဲ့ pipeline တွေဆိုရင်ကျွန်တော်တို့စနစ်တကျ installation လုပ်ထားတယ်ဗျာနောက်ပိုင်းအခန်းတွေချဲလို့ရှိရင်လွယ်လွယ်ကူကူချဲလို့ရတာပေါ့ဗျာ grow နှခမ်းကိုကြည့်ပြီးပြီဆိုတော့ကျွန်တော်တို့နောက်ဘက်ပိုင်းကိုတစ်ချက်သွားကြည့်ကြမယ်ဗျာဒီနောက်ဘက်ပိုင်းမှာဆိုလို့ရှိရင်လုံလောက်တဲ့ water system ရဖို့အတွက်တန့်လေးလုံးကိုကျွန်တော်တို့ installation လုပ်ထားပါတယ်ကဲအခုကတော့အပင်တွေအတက်လို့ပြောလို့ရတယ် nutrient တွေဖြောတဲ့ခန်းကိုကျွန်တော်တစ်ချက်သွားကြည့်ကြမှာဗျာအရင်တော့ဒီခန်းအပိတ်ဗျာဒီအပေါက်ဖောက်လိုက်ကြတာတော့ဒီတန့်တွေကျွန်တော်တို့အထဲကိုသွင်းတော့မဆန့်လို့ကျွန်တော်ဖောက်လိုက်ရတာပေါ့ဗျာပြီးရင်တော့ဒီအပေါက်ကတော့ပြန်ပိတ်မယ်ခင်ဗျာအော်ကျွန်တော်အထဲထဲမှာဘာတွေရှိမလဲတစ်ချက်ကြည့်ကြမယ်ဗျာတော့ nutrient ဖြောတဲ့ခန်းကိုပြောမယ်ဆိုရင်ဒီနောက်ကနေရင်စပြောမှရမယ်ဗျာဒီ water tank တွေကနေကျွန်တော်တို့ကရေကိုအရင်လာမယ်အဲ့ဒီလာတဲ့ရေတွေအကုန်လုံးကိုကျွန်တော်တို့ကဒီ RO system နဲ့အကုန်လုံးစစ်ထုတ်လိုက်မယ်ခင်ဗျာကျွန်တော်တို့ RO system သုံးရတဲ့ရည်ရွယ်ချက်ကတော့ရေထဲမှာကျွန်တော်တို့မလိုချင်တဲ့တထုဓာတ်တွေအများကြီးရှိရဗျာအဲ့ဒီတထုဓာတ်တွေကိုကျွန်တော်တို့စစ်ထုတ်လိုက်မှာ pH ကိုခက်ခက်ညှိစရာမလိုတော့ဘူးဗျာ pH ကိုကျွန်တော်တို့လိုချင်တဲ့ pH ကိုအလွယ်တကူညှိနိုင်မှာပဲဖြစ်ပါတယ်ကျွန်တော် RO system ကိုဖြတ်ပြီးပြီဆိုလို့ရှိရင်ဘယ်ကိုဆက်ဖြတ်မလဲဆိုတာကိုကျွန်တော်အတူတူဆက်ကြည့်ကြမယ်ဗျာကျွန်တော် RO system ကိုဖြတ်ပြီးပြီဆိုလို့ရှိရင်အဲ့ရလာတဲ့တန့်စင်တဲ့ရေတွေကိုဒီအပေါ်မှာတူလောင်မှုအတွက်ကျွန်တော်ဒီအပေါ်မှာလည်း water tank နှလုံးရှိတယ်ဗျာဒါကလည်းအောက်က tank နေနဲ့အတူတူပဲ1500လီတာပဲဖြစ်ပါတယ်ဒါကတော့တန့်စင်ပြီးသားရေတွေကိုတန့်တစ်လုံးချင်းစီအတွက်သွားမဲ့ရေပိုက်လိုင်းတွေပေါ့ဗျာကျွန်တော်အဲ့အရာတွေအကုန်လုံးကတော့ဒီပန့်နဲ့ပဲကျွန်တော်စုပ်တင်မှာဖြစ်ပါတယ်nutrient tank ကိုတော့ဘက်ကနေငါးလုံးထားပြီးတော့လောလောဆယ်ကတော့ grow ကလည်းနှစ်ခုပဲဖြစ်တာကြောင့်မို့pipeline တွေကနှစ်ခုပဲ installation လုပ်ထားတယ်ပေါ့ဗျာဒီပန့်တွေကတော့ကျွန်တော် nutrient နဲ့ရေနဲ့ကိုနှံ့ဆက်အောင်ရောဖို့ရယ်ပြီးတော့ grow နဲ့ကိုကျွန်တော်တို့ပေးတဲ့အခါမှာဒီ nutrient ပေးတဲ့အခါမှာစုပ်တင်ဖို့ရယ်ကျွန်တော်တို့ဒါတက်ထားတာဖြစ်ပါတယ်ဒီကောင်လေးကတော့ growling ကထုတ်တဲ့ sensor လေးပေါ့ဗျာခုနကတော့ growling controller နဲ့ကျွန်တော်တို့တွဲသုံးတဲ့ကောင်လေးပါကျွန်တော်မီးအနေနဲ့ကတော့ကျွန်တော် Europe ဘက်မှာ trend ဖြစ်ပြီးတော့မှ quality တော်တော်ကောင်းတဲ့ photo test တွေကိုကျွန်တော်သုံးထားရဗျာမီးအရေးအတွက်ကတော့ကျွန်တော်တစ်ခန်းကို6ချောင်းနဲ့စုစုပေါင်း18ချောင်းသုံးမှာဖြစ်ပါတယ်ဒီကောင်ကတော့ဒီအကုန်လုံးက clip တိုက်တွေပဲဆိုတော့မီးချောင်းဖြုတ်တက်ကတော့တော်တော်လေးလွယ်တယ်ဗျာ1000 watt ကုန်မှာ CO2 Pro တွေကိုပဲကျွန်တော်တို့သုံးမှာဖြစ်ပါတယ်အဓိကဒီကောင် photo tag ကိုကျွန်တော်ကြိုက်ရတာဒီကောင်ရဲ့ heat sink များ heat sink ကြီးကလုံးဝ share ကြီးတွေဗျာကျွန်တော် Mar Hydro Spider Farmer တို့လိုတေးသေးလေးမျိုးအကြီးတွေပဲဆိုတော့ကျွန်တော် heat ကိုတော်တော်လေးကိုခံနိုင်ရှိမှာဗျာကျွန်တော် grow run update ပတ်တူလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာတော့ကျွန်တော်ဒီထက်ပိုပြီးတော့မှ update ဖြစ်လာတဲ့ခါကျရင်ကျွန်တော်ထပ်ရိုက်ပေးမှာဖြစ်လို့ကျွန်တော် YouTube channel လေးကို like and follow လုပ်ထားလို့ရပါတယ်ခင်ဗျာ